မိမိအပေါ်မကောင်းကြံစီလာသူမှန်သမျှမတရားအနိုင်ကျင့်သူမှန်သမျှတံပြန်တက်ရောက်စေသောအာနာစအလွန်ပြင်းထန်သည့်တရားမင်းတတ်ဆောင်ဂါထာတော်ဖြစ်ပါတယ်ဝေဒတာကုကုတာဒါဝေသာယတာဒတတာယတာဝေဒတာကုကုတာဒါဝေသာယတာဒတတာယတာသာသာဒီကုကုတိသာသာကုဒကုဘူဘူကုတကုဝေငါဘောမမလိုမောင်းထအိတ်တာပွားထုငါဤယံသူဟုသည်များတို့သည်သာဝေစွာရက်တို့တာလင်းစွာတာလျင်ကုပြေးစေကုန်တည်းကုငါမကောင်းသဖြင့်ကြံကုန်သောသူတို့သည်သာမိမိအလိုလိုဒါကြံစည်းပြတ်သောအဖြစ်ဝေပြောက်စေကုန်သည်ဒါငါဤစေရနာကြောင့်ယတအချံအယံအကျော်သောတို့သည်ဒါပွားများပါစေကုန်တည်းတတငါပြုမိသောအကုသိုလ်10ပါးတို့သည်ယငါပြုမိသမျှသောကုသိုလ်10ပါးတို့၏တကူတော်ကြောင့်သာပြေပြောက်စေကုန်တည်းသာဆက်စုပ်ဖွယ်သောသူတို့အား၎င်းသာအမျက်မာနဒေါသရှိသောသူတို့အား၎င်းဒီဆုံးမဩဝါဒပေးခြင်းဖြင့်သာလည်းကုအောင်မြင်ပါစေတည်းကုထိုသို့သောအမျက်မာနမန်တတ်သောသူတို့နှင့်ဒီရှိမြင့်စွာတာမပေါင်းဖော်ရသည်တာဖြစ်ပါစေတည်းကုသိုလ်စရိုက်ပြုခြင်းလေရှိသောသာသူတော်ကောင်းတို့နှင့်သာလည်းကုဖြစ်လေရာရာတန္တရာဘဝအဆက်ဆက်၌ကုတွေးဆောင်ပေါင်းဖော်ခြင်းကိုပြုရစေတည်းဘုအကုသိုလ်စရိုက်ပွားများသူတို့နှင့်ကုဖြစ်လေရာရာဘဝတန္တရာအဆက်ဆက်၌ဒါအခါခသိကုတွေးဆောင်ပေါင်းဖော်ခြင်းမပြုရသည်ဖြစ်ပါစေတည်း